ဒီနေ့ကတော့စိတ်ကူးပေါက်လို့စီချက်ခောက်ဆွဲလေးလှုပ်ရှားပါတယ်အရင်ဆုံးချက်သွန်မျိုးစီချက်လောက်ရပါမယ်ချက်သွန်မျိုးစီချက်လုပ်ဖို့အတွက်ချက်သွန်6မော်လောက်ကိုအခွန်ခွာပြီးတော့ပပလေးလှီးရပေးလိုက်ပါတယ်ပြီးရင်တော့ဦးထဲမှာစီလိုသလောက်ထည့်ပြီးတော့မီးပျော့လေးနဲ့စပြီးတော့စီးသက်ထားပေးလိုက်ပါမယ်ညီညွတ်ရောင်လေးတွေပြောင်းလာပြီဆိုလို့ရှိရင်တော့ဆယ်ထားပေးလိုက်ပါမယ်ပြီးရင်တော့စီချက်ခောက်ဆွဲထဲမှာထည့်ဖို့အတွက်ကြက်သားအတုံးသေးသေးလေးကိုကြော်ပါမယ်ကျွန်တော်ကတော့ကြော်ပြီးသားရှိလို့အဲ့ဒါကိုပြန်နှွေးပြီးတော့ပဲသုံးလိုက်ပါတယ်ပြီးလို့ရှိရင်တော့ခောက်ဆွဲစပြုတ်ပါမယ်ကျွန်တော်ကတော့ဖုတ်ပတ်စုတဲ့ရေထဲမှာအချိန်4မိနစ်လောက်ပြုတ်ပါတယ်ကျွန်တော်ကတော့မြန်မာလိုပဲလက်နဲ့ဆန်ကြည့်လိုက်ပါတယ်ပြုတ်ထားတဲ့ခောက်ဆွဲလေးတွေအသင့်နေထားကြလာပြီဆိုလို့ရှိရင်တော့စကားလေးရထည့်ပြီးတော့ရေစေးထားပေးလိုက်ပါမယ်ပြီးရင်တော့နောက်ဆုံးအနေနဲ့ကြက်သွန်မိတ်လေးတွေကိုပပလေးလှီးရပေးလိုက်ပါမယ်အခုဆိုလို့ရှိရင်တော့ ingredient တွေအားလုံးပြည့်စုံသွားပါပြီစီချက်အနှစ်လုပ်ဖို့အတွက်စီရက်တစ်စွန်းကြက်သွန်မိတ်ကြက်သားပဲစီအနေငယ်ခရူစီစားကြက်သားမှုတို့ကိုထည့်ပြီးတော့ရောမှုထားပေးလိုက်ပါမယ်အားလုံးတမသွားပြီဆိုလို့ရှိရင်တော့တစ်ခါစားခောက်ဆွဲလေးကိုထည့်ပြီးတော့ပြန်နေထားပေးလိုက်ပါမယ်အားလုံးနှံ့ဆက်သွားပြီဆိုလို့ရှိရင်တော့ရတာရှိတဲ့စီချက်ခောက်ဆွဲတို့ကိုရပါပြီခင်ဗျာကျွန်တော်ကကြက်သွန်မဲကြိုက်တာမို့လို့အပေါ်ကနေကြက်သွန်မဲလေးထပ်ဖြူပြီးတော့စားပါမယ်ခင်ဗျာစားကြပါဦးအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်